ဟိုဘက်ကမ်းမှာမီးတွေထိန်နေတယ်ဒီဘက်ကမ်းမှာလည်းအလွမ်းတွေထိန်နေတယ်နန်းရီမင်းတို့ပဲစီပဲကမ်းဘယ်လမ်းမှာရှောက်နေမလဲငှက်ချဲဦးဆိုတာအမြဲမိုင်းဝါနေတဲ့မိဘုံပြန်ဖြစ်ကြတဲ့စီအမတ်တရားတွေကပြန်တက်လာတယ်တရင်တော်ချွတ်ပြီးနန်းရီစိတ်ဓာတ်မကြွက်သေးတာအချိန်ရဆွဲတစ်ခုကိုချွတ်ဖို့အကောင်းဆုံးစေးတယ်လားဆွဲတွေချွတ်ဖို့ဖះသွားပြန်တော့တယောက်တည်းကဲ့ရတဲ့ပန်းစည်းကြောင့်မျက်ရည်ကဝေးလာပြန်တယ်အစာကလေးကအဝေးမှာချိုးရိပ်မိရင်ပန်းလေးနှစ်စီးကိုတအိုးစီခွဲပြီးမလိုခဲ့ပါဘူးနေနဲ့တကူစီခွဲပြီးရေမသက်ပဲခဲ့ပါဘူးအခုတော့ဖះကိုမညာခြင်းဘူးငါကလည်းမညာခြင်းဘူးငါကမင်းဘဝလင်းဖို့အစွမ်းကုန်လောင်ပေးရတဲ့မိစားမင်းကခုံဖို့အသက်ကုန်လာပေးရတဲ့ဦးစီမင်းပျော်ရွှင်ဖို့အသက်ကုန်မြည်ပေးရတဲ့ပြောက်ဦးမင်းကြည်နူဖို့တဖားပွင့်ပေးရတဲ့မိကြီးနန်းရီဟိုရဲ့အလွမ်းမီးပုံးပြန်လေးဟာဘဲနဲ့ဝေးရလွင့်ခဲ့ရင်မိစားလဲကုန်ပြီးစီလဲခမ်းပြီးဘဝတစ်ခုလုံးစိတ်လိုလက်ရပြက်ချရှာပေါ်နန်းတယောက်ကတော့အခုလို့ဆိုမီးပုံးပြန်အတစ်တလုံးကိုမင်းညစ်နေပြီထင်ပါရဲ့ဟိုဘကမ်းမှာမီးတွေထိန်နေပြီလေ